မြန်မာပြည်မှာပဲနေထိုင်ကြတဲ့နာဂလူမျိုးတို့ရဲ့အကြောင်းနာဂဆိုတာနဲ့ကျမတို့စိတ်ထဲမှာတောင်တန်းတွေအေးမြတဲ့ရာသီဥတုနဲ့ရဲရင်ပြတ်သားတဲ့လူမျိုးတစ်မျိုးကိုမြင်အောင်မိပါတယ်။မြန်မာပြည်ရဲ့အနောက်မြောက်စွန်းပိုင်းအိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေတဲ့ခက်ခဲကြမ်းတမ်းတဲ့တောင်ပေါ်ဒေသတွေမှာသူတို့ဟာနှစ်ပေါင်းများစွာကတည်းကအခြေချနေထိုင်ခဲ့ကြတာပါ။စကိုင်းတိုင်းဟုံးမလင်းလေရှိလားဟင်နဲ့နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလိုမြို့နယ်တွေဟာနာဂလူမျိုးတို့ရဲ့ဇာတိမြေဖြစ်ပါရဲ့နော်။သူတို့ရဲ့ဘဝပုံစံကိုကြည့်လိုက်ရင်ရိုးသားဖြူစင်မှုတဘာဝတရားကိုချစ်မြတ်နိုးမှုနဲ့ပြည့်နေနေရကိုတွေ့ရမှာပါ။မြင်မာတဲ့တောင်တန်းတွေရှည်လျားတဲ့တောအုပ်ကြီးတွေနဲ့ပေါင်းစပ်နေထိုင်ရတဲ့အတွက်သူတို့ရဲ့စိတ်ဓာတ်ကကြန့်ခိုင်ပြီးရဲရဲနဲ့တတိမျိုးကိုလည်းပိုင်ဆိုင်ထားကြပါတယ်။တမိုင်းတစ်လျှောက်မှာတော့နာဂလူမျိုးစုတွေဟာစစ်သူရဲကောင်းတွေရန်သူရဲကောင်းကိုဖျက်ယူခဲ့မှုတဲ့သူရဲကောင်းတွေဖြစ်နာမည်ကြီးခဲ့မှုတာကြောင့်သူတို့ရဲ့ပုံရိပ်ကလည်းတောင်တန်းတွေလိုခိုင်မာခဲ့ပါတယ်။နာဂလူမျိုးတို့ရဲ့ယဉ်ကျေးမှုနဲ့ဝတ်စားစီရင်မှုကတော့အထူးခြားဆုံးနဲ့အမြင်အာရုံကိုအဖမ်းစားနိုင်ဆုံးစိတ်ပိုင်းပါပဲ။သူတို့ရဲ့လက်မှုပညာတွေကိုကြည့်လိုက်ရင်အသေးစိတ်ကြားနာတဲ့အနုပညာမြောက်ပုံစံတွေကိုတွေ့ရမှာပါ။အမျိုးသားတွေဟာအမဲလိုက်ရာမှာကျွမ်းကျင်ပြီးသားကောင်ရဲ့သွားတွေဥကြိုတွေကိုဝတ်ဆင်လေးရှိကြပါတယ်။ခေါင်းပေါင်းတွေမှာတက်ဆင်ထားတဲ့ကြံဥကြိုတွေတောင်ကြီးငှက်ရဲ့အမွှေးတောင်တွေဟာသူတို့ရဲ့ယာဒူးကုံပုံနဲ့တက်တီကိုပြသနေတာဖြစ်ပါတယ်။အမျိုးသမီးတွေကလည်းရောင်စုံပဝါတွေလှပတဲ့လက်ကောက်ခြေချင်းနဲ့ပတိစီအစင်တစားတွေကိုဝတ်ဆင်ကြပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်အလှကိုဖော်ပြတဲ့အကိတ်တိုးရိုးရာထမိန်လိုဝတ်စုံတွေကလည်းဆွတ်မှတ်စရာပါပဲ။နာဂရိုးရာအကတွေဟာတက်ကြွပြီးအင်အားပြင်းတဲ့ rhythm တွေနဲ့ပြည့်နေနေတာကြောင့်ကြည့်ရှုသူတွေကိုစိတ်ပါဝင်စားမှုအပြည့်အဝပေးနိုင်ပါတယ်။ဒါပေမဲ့ဒီနာဂလူမျိုးတို့ရဲ့ရှင်ကျေးမှုအစီကားဆုံးနဲ့အသက်ဝင်ဆုံးအချိန်ခါကတော့နာဂနှစ်တကူပွဲတော်နာဂ New Year Festival ပဲဖြစ်ပါရဲ့နော်။နှစ်စဉ်ဇန်နဝါရီလ15ရက်နေ့ဝန်းကျင်မှာကျင်းပလေးရှိတဲ့ဒီပွဲတော်ဟာနာဂအမျိုးနယ်စုပေါင်းများစွာကိုတနေရာထဲမှာစုစည်းစေတဲ့ပွဲတော်ကြီးပါပဲ။ဒီပွဲတော်မှာနာဂတိုင်းရင်းသားတွေဟာသူတို့ရဲ့ရိုးရာဝတ်စုံအစုံလင်ကိုဝတ်ဆင်ပြီးစုပေါင်းအကတွေကပြခြင်းအားကစားပြိုင်ပွဲတွေပြုလုပ်ခြင်းအချင်းချင်းစီလုံးညီညွတ်မှုကိုပြသခြင်းတွေနဲ့ပျော်ရွှင်စွာဆင်နွှဲကြပါတယ်။နှစ်တကူပွဲတော်ဟာခင်မီရဲ့လွှမ်းမိုးမှုတွေကြားထဲမှာသူတို့ရဲ့မပြောက်ပြတ်သေးတဲ့ရိုးရာအမွေအနှစ်တွေဘိုးဘမိဘတွေရဲ့ဒလိထုံးတန်းတွေကိုဆက်လက်ထိန်းသိမ်းထားကြောင်းပြသတဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။မြန်မာပြည်ရဲ့တောင်တန်းကြီးတွေထဲမှာရေရဲဝံ့ဝံ့ဂုံယူစွာနေထိုင်နေကြတဲ့နာဂလူမျိုးတွေဟာကျမတို့နိုင်ငံရဲ့အဖိုးတန်ပြီးထူးခြားတဲ့ယဉ်ကျေးမှုအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်လို့ပြောချင်ပါတယ်နော်။